ပါအော်ဒီနာခဏဆိုင်မှာဈေးမွေးတာကြပြီနော်အော်လာမှာပေါ့ဟုတ်လို့လားရွာထဲဆိုင်ကိုတော့ဝဲနေရမဟုတ်ဘူးလားဝဲပါဘူးဒီဘက်လမ်းကျုံကွာလုံးနဲ့သွားတာဟုတ်လို့လားဆိုင်မှာလေးမနေ့ကမှပစ္စည်းတစ်တွေရောက်ထားတာလားလိုက်ကြည့်လိုက်ငါပတ်စံတိတ်မပါဘူးမလေးပြောမဲ့လူတွေကြာနေလားဒီမှာရှိယူတာပေးလို့လည်းရတယ်အေးပါငါတက်တာလေးက3000ဟုတ်လားဟုတ်ကဲ့ဒိတ်ဒီပါရောမှန်းရလားအမလေးဒိတ်တွေကမှန်မနေ့ကမှကုန်လို့အစ်ရောက်ထားတာအစ်ဟုတ်လားဖုန်းနေတင်းလို့နေဥစ္စာလားအဲ့ဒါမဲ့ဟိုမဲ့လမ်းဖုန်းနေတအားများလို့ပါငါနေတိုင်းတုတ်တယ်အေးပါအဲ့ဒါလေးယူမလားဘူးသေးအောင်ရှိသေးရဲ့လေဘူးသေးယူမလားစီလေးရောယူမယ်လို့ဟုတ်လားစီကတော့50သားဒီမဲ့ဟောဗာလဲဟို vegetable ဟုတ်လားဟင်းသီးရွက်စီကောင်းတယ်ချောင်းလည်းမဆိုးဘူးအဲ့ဒီနေ့ခုယူသွားမလားယူသွားလေးတော့မှတ်ထားပေးဦးရတယ်ဘာမှမဖြစ်ဘူးမလေးဟုတ်ပြီအဲ့ဆိုရင်ဟိုအခုက2000ပဲထားပါတော့အေးပါတိတ်မချပါဘူးနော်ရတယ်လာကုန်ကပေးလဲရတယ်ဘာမှမဖြစ်ဘူးနော်အေးလိုရာရှင်းလာယူနော်ဘာမှမဖြစ်ဘူးနော်အမနာနဲ့ဟိုဘက်ဆိုင်ကိုသွားမဝင်နဲ့နော်ဟိုဘက်ဆိုင်ငါ့ထက်ဈေးကြီးတယ်အေးပါမဝဲပါဘူးငါတိတ်မဝဲဘူးလေဟုတ်ပြီအဲ့လိုရာရှင်းလာခဲ့နော်အေးငါချင်းလေးလည်းပြောလိုက်အောင်ဒီဆိုင်ကဈေးကျိုးတယ်လို့အေးပြောလိုက်မယ်ဟုတ်ပြီအဲ့ဆိုဖြည်းရေလေးပါလေးတောက်သွားအောင်အေးပါရေလေးကတ်တိုင်အောင်မယ်မောနေမှာပေါ့တည့်ရမလားရာတူတို့ကလည်းအရန်ပူလာဆိုတော့ဒီလေးတောက်ပြီးမှအေးသွားနည်းနည်းပဲဆက်နည်းနည်းဖြည်းသွားအောင်နော်ကျေးဇူးပဲနော်ဟုတ်ပြီအဲ့ဒီနားကျတဲ့ကိုပြောလိုက်အောင်နော်ပြောလိုက်မယ်ကျေးဇူးပြောလိုက်မယ်အမလီဒီနေ့တော့ဈေးဥပောက်သွားပြီတော်ပါသေးတယ်မလီ2ရက်နေဒိတ်လို့နော်မယ်ဟာသူ့လက်ထဲပါသွားလို့ရိုးကောင်လေးဒဲရစ်ကျွန်တော်မုံလာဝယ်တာမုံလာဝယ်ဘာမုံဝယ်မှာဝယ်လေငါးမုံကျော်လေးရကျွန်တော်မဟုတ်မဟုတ်ကလေးငါးမုံကျော်ရလားဟုတ်လားတရားတစ်ထုပ်မှာ100ဘာသာထုတ်ယူမှာကျွန်တော်2ထုပ်လောက်ပေး2ထုပ်လား2ထုပ်အမေရိကကုန်ရဲ့2ထုပ်တော့ကြောက်ဘာရောမလို့တော်ပြီဒါပဲတော်ပြီဒါပဲ9000နိုင်နဲ့ဘာလဲအနှုတ်မပါဘူးလားအနှုတ်ကမပါဘူးဒါပဲပါဟုတ်လားခဏလေးဆိုင်မှာလုံးရှိလိုက်ရှိတာနော်ဆိုင်ရလည်းလုံးမရှိဘူးဟိုနည်းနည်းလေးထောက်မဝဲကျင်တော့ဘူးလား1000ဘူးလောက်ကိုပြအောင်ဝယ်လိုက်ပါအင်းကပြန်ပေးအောင်ပါပဲဆန်ဟုတ်လားအဲ့ဒါခဏလေးစဟိုဘက်ဆိုင်ကိုသွားပြီးအနှုတ်လဲလာအောင်မတဲ့တာမတဲ့အောင်ညုတ်တော့လဲလို့ရခဏလေးဆိုင်လေးလည်းကြိတ်ထားပေးအောင်ကြာသွားလားရခဲ့လားရတယ်အမလီအဲ့လိုမျိုးကလဲပေးတယ်အဲ့ကြတော့2 4 6 8 10ဒါဆိုရင်1000မ4000နော်ဟုတ်ပြီနော်4000အဲ့ဆိုရင်ဟိုဘာလဲနောက်လည်းလာဝယ်အောင်လာဝယ်မှာပေါ့ဒါပေမဲ့နင်တို့အိမ်ကလေဟိုဘာလဲဈေးတွေပဲသွားဝယ်ရတော့ဝါဆိုင်ကိုလွတ်လိုက်အောင်ကြုံတဲ့နေရာဝယ်တာအိမ်ဒီကဈေးချိုးရဲဆိုတာလေပြောလိုက်အောင်အိမ်ကိုဟုတ်လားနော်တခြားဆိုင်တွေနဲ့တူပဲမဟုတ်မတူငါဆိုင်ဈေးရောဟဲ့သူများဆိုင်မှာဒါ150ရောင်းနေပြီနော်ငါ100ပဲရောင်းတော့ဟုတ်တယ်အိမ်လည်းပြောလိုက်အောင်နော်ဟုတ်ပြီအဲ့ဒါဒီမှာပဲကျွန်တော်လာဝယ်ဟုတ်ပြီကျေးဇူးနော်ကျေးဇူးဖြည်းသွားအောင်ဟုတ်ကဲ့မလီ200ဖို့ရအောင်ငါမှပေါက်နေတာပဲမလီအနှုတ်ကသွားလဲလိုက်ရတယ်ဟိုဒါမဲ့တော့ပါသေးရဲ့200ဖို့ရအောင်လေငါဆိုင်ကြီးရအောင်ရပေါ့ပြောစီလေးတစ်ပိတ်တာတော့စီလေးတစ်ပိတ်တာလိုရာလေးကတော့နောက်နေ့မှာပေးမယ်နော်နောက်နေ့မှာနင်ကငါဆိုင်ကိုစီလာဝယ်တာကိုလိုရာလေးကနောက်နေ့မှာပေးခြင်းသေးရဟဲ့နင်တို့ဒီလိုရာနောက်နေ့မှာပေးတာမပြောနဲ့နော်ဒီမဲ့ချက်ချင်းလည်းငင်းလာဝယ်လူတွေတောင်ရှိတယ်ရောင်းလို့မရဘူးမစီလို့ချင်တာမလားဒီနေ့ညနေငါဆိုင်မှာစီတန်းရမှာစီလို့ချင်တယ်ဆိုရင်ရော့တိုကင်နော်တိုကင်ပါမှရမှာနော်တပိတ်တာဖုန်းယူမလားနဲ့50သားပဲရလိမ့်မယ်နော်ဟဲ့အကျွေးလည်းမရဘူးနော်နင်ဒီအခုဒီဈေးနဲ့မှနင်လိုချင်တယ်ဆိုရင်တုံဝင်နဲ့လာခဲ့တော့နေကတနိုင်တော့နောက်ကျရင်မရဘူးနေရအေးပါအေးပြီးရပဲကောင်းလေးဘာလို့နော်ကျုပ်လေး10လုံးတော့ကျုပ်10လုံးအဲ့လေဟဲ့10လုံးမရောင်းနိုင်ဘူးဘာဖြစ်လို့တော့10လုံးရောင်းလို့မရဘူး9လုံးမရမယ်နေဝဲမလားအေးမောရသလောက်ပေါ့9လုံးပေးပါစားအောင်9လုံးရောက်ဟဲ့
နင်ပြောတော့ငါးလုံးဆိုငါနဲ့တယောက်ကဘာလုပ်တာ နှလုံးတရားမဟုတ်ဘူးလား ဟဲ့ကျုပ်တစ်လုံးတရားအောင်နင်ကအဲ့ကျုပ်ကိုနင်ဥတက်လို့လားနင်ကအဲ့ကျုပ်ကိုနင်ဥတက်လို့လား ကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ဥဒတ်မှာ အဲ့ တော့ လေအခုကျုပ်တော့350နင်9နဲ့တယောက်ဆိုတစ်လုံးပဲရလိမ့်မယ် တော့ဆိုဘယ်လောက်တော့ ဟဲ့တစ်လုံးကို350ပါဆိုနင်မတွက်တတ်ဘူးလား အေးမယ်မယ်ယူလိုက်မယ်ရောက်လာဘေးကြည့် ဟာဈေးကြီးပြောအောင်နင်ကမဥတက်ဘူးဆို အေးဘောလူကတော့ဘယ်လိုလုပ်ပြီးကျဲဥဒတ် အေးငါဆိုင်ကရောင်းတာငါဈေးပဲနင်ကြိုက်ဝင်မကြိုက်မဝင်နဲ့ ပြောဗျာ ငါလုံးမလားပေးပေးပေးဟဲ့ပေးလေလိုသေးရဲ့ ဟုတ် ခဏဆောင်ရော့ရပြီငါလုံး ဟိုကဝုံလေးဆိုင်မှာစီလေးပါလေးရဘူးလား အော်အေးရတယ်ဒီနေ့တနားရီတန်းရမှာနင်တုံးငယ်ယူပြီးလား တုံးငယ်မြူပါသေးဘူး ဟောအေးရယူသွားဒီနေ့တနားရီနော်ရက်ကွက်ထဲဟာတွေကိုကျင်ညာထားပြီးသား ဒီနေ့တနားဒီမှာလာပြီးတန်းရမှာ ဟုတ်တယ် ဟုတ်ပြီကျွန်တော်နောက်တော့တကယ်လောက်မရတော့ဘူး နောက်ထပ်တက်ကမရဘူးတက်အိမ်အောင်တစ်ခုပဲပေးရ ကျွန်တော်တို့ရင်လူတွေအများကြီးရှိတာ လူတွေများလဲရအောင်သွားနင်တို့အိမ်ခွဲနေမှာငါစီကိုနောက်ထပ်တစ်ခုလာယူလဲခု9တက်သားပဲရမယ်9တက်သားပဲနော်တပိတ်တာဘုံနေယူလာမဆိုလို့တပိတ်တာဘုံနေယူလာမဆိုလို့ ဟိုအိမ်မှာပြီးတော့ လူတွေကလည်းဖတ်လိုက်တာလေဈေးရောက်တာလွယ်များမှတ်နေတာအော်တနင်္လာရောက်တော့သေးဘူးနင်ကရောက်နေပြီလားအမလေးစီဝင်မယ်လို့ပြောလိုက်တယ်လေလောက်ကြီးကိုရှုပ်နေရပဲဝင်မယ်တော့ခဏလေးဆောင်တနင်္လာထုံးမှစဝင်မယ်ကဲအဲ့ဒါဝင်လိုက်တော့မယ်မြန်ပြီးမြန်လာရတယ်ပြေးနှက်ကဟဲ့နှက်ကလူတယောက်ကိုတက်ကပဲရမယ်လို့နေရမမလိုက်ဘူးလားလူကြီးတွေနဲ့ခတ်ပါလေရောက်တက်ကပဲရမယ်လူကြီးတွေကလည်းမလီကလေးကိုတူးခါကြောပေးစီဘူး ဒါညနေရမဟုတ်ဘူးငါနေရမလီကျုံမမနဲ့ငါနိုင်ကြတဲ့စောင့်နေတာတော့ငါနေရဘာလို့လာဥအောင်ငါရှေ့ရောက်နေရတယ်မလီကျမအမဆိုင်ငါနိုင်ကြတဲ့စောင့်နေတာငါ4နာရီလောက်ကတည်းကမနေ့4နာရီလောက်ကတည်းကလာတာမနေ့4နာရီလောက်ကတည်းကလာတာမလီရတော့ကမချွတ်သေးတာဘာလို့ငါနိုင်ကြတဲ့စောင့်နေတာညီကအစီရောက်နေတာငါတော့ညီတော့ဘယ်ပါလဲဒီနေ့စီလည်းမရဘူးသွားအကုန်လုံးပြန်ကြတော့ဟာဇရာတွေကိုရှုံနေပဲစီလေးတစ်နေ့စီရရောင်းရတာကိုကိုခမောက်တွေကိုယူသွားကြအမိုက်တွေကိုယူသွားကြမလေးဇရောင်းလာများဘာလို့တော့မပြောင်းလားဘာလို့တော့မပြောင်းလားသွားလေစီမြောင်းတော့ပါအောင်ဆိုနေ